္ဂလာပါကျွန်တော်တို့ Guru Pro Audio ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ music producer တွေကျွန်တော်တို့ဒီ audio engineer တွေပေါ့နော်အိမ်ပြောင်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့ keyway သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ monitor speaker တွေကိုကျွန်တော်တို့တပါးရဲယူသွားကြတယ်ပေါ့နော်တခါလေးအဲ့လိုယူသွားရင်းနဲ့လေးစိတ်တွေမှာကျွန်တော်တို့ဒီ monitor speaker တွေကိုကောင်းကောင်းပေးမတင်တာတွေသိရမှာအဟံထားဖြစ်တာတွေလိုမျိုးတွေကြောက်ရမှာပါအဲ့လိုမျိုးကျွန်တော်တို့ဒီ monitor speaker တွေကိုလေးစိတ်မှာပေးမတင်တာတွေဒီလေးချောင်းလိုင်းကပေးမတင်တဲ့အချက်ကအဓိကအဖြစ်အချက်၃ချက်ရှိတယ်ပေါ့နော်မတ်တက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ powerful mechanic ပေါ့နော်ကျွန်တော်တို့ဒီ studio မှာသုံးတဲ့ monitor speaker တွေကကျွန်တော်တို့ဒီအိမ်သုံး speaker တွေထဲအဲ့လိုမျိုးတန်လိုက်အားပိုပြင်းတယ်ပေါ့နော်အဲ့လိုတန်လိုက်အားပိုပြင်းတာကြတော့ဘာဖြစ်စေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေမြန်ရဲ့ navigation system ပေါ့နော်အနှောက်အယှက်ဖြစ်စေပေါ့အားအကြောင်းမလို့ကျွန်တော်နံပါတ်1အချက်အနေနဲ့ဒီ monitor speaker တွေကိုကျွန်တော်တို့လေမြန်ပေါ်မှာတင်တာကိုတားမြစ်တယ်ပေါ့နော်နံပါတ်2အချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ magnetic shielding မှာ magnetic shielding ဆိုတာကြတော့ဒီ package speaker တွေကတော့တိုးတက်လာတဲ့အတွက်ကြောင့်မလို့ဒီ magnetic shielding ကတော့အခု case speaker တွေမှာတော့ပါကြတယ်ပေါ့နော်ဒါပေမဲ့အရင်တော့သုံးခဲ့တဲ့ monitor speaker တွေမှာကြတော့ဒီ magnetic shielding မပါဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုး magnetic shielding မပါကြမလို့လေမြန်လျှက်စစ်ပလန်ကိုအနှောက်ယှက်ပေးတယ်ပေါ့နော်နံပါတ်3အချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ speaker ရဲ့အရေးသွေးကိုထိခိုက်စေနိုင်တယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့ကဒီလေမြန်နဲ့ဒီ monitor speaker တွေကိုတည်တဲ့အခါကြလို့ရှိလို့ရှိရင်ကျွန်တော်တို့ကလေမြန်အတက်နဲ့အဆင်မှာလေတူးရဲ့အပြောင်းလဲကိုကျွန်တော်တို့ကကြီးကြီးမားမားကြုံရတယ်ပေါ့နော်အဲ့လိုမျိုးကြုံတဲ့အခါကြလို့ရှိရင် speaker ရဲ့ဘယ်အပိုင်းကိုတွားပြီးထိခိုက်လဲဆိုလို့ရှိလို့ရှိရင် speaker ရဲ့ဒီtweeter ပေါ့နော် high frequency tweeter ကိုတွားပြီးထိခိုက်စေတာပေါ့နော်အဲ့လိုမျိုးထိခိုက်တာမျိုးကကြတော့ဒီ speaker ကိုလုံးဝပြတ်သွားတာမျိုးမဟုတ်ဘဲနဲ့ high frequency ရဲ့အတန်ကဒီကုမ္ပဏီကထုတ်တယ်လို့မျိုးမှန်ကန်တဲ့အရေးသွေးမျိုးမရတော့ဘူးပေါ့နော်ဒီမျိုးပြဿနာလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကလူမျိုး monitor speaker တွေကိုကျွန်တော်လေမြန်နဲ့တည်မယ်ဆိုလို့ရှိလို့ရှင်ဒါတတိထားရမယ့်အချက်တွေပေါ့နော်ဆိုတော့ဒီ audio engineering နဲ့ပတ်သက်တဲ့ knowledge တွေဒီ audio နဲ့ပတ်သက်တဲ့အသိတွေကိုသိချင်တဲ့ဆိုလို့ရှိလို့ရှင်ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ခဲ့ကြပါအောင်ခင်ဗျာ